ယုံသုံးပေါ့နော်ယုံသုံးကကုံမျိုးစုံနဲ့ကုံကြောက်ရောင်းဝယ်ရေးယုံပါနော်သူကတော့ကုံကြောက်ဖြစ်တဲ့အတွက်မနေ့9 နာရီလောက်မှစဖွင့်တယ်ပြီးညနေ9 နာရီလောက်ထိဖွင့်တဲ့ယုံဖြစ်ပါတယ်ဒါတွေကတော့သူတို့အပိုင်ရောင်းချထားတဲ့လူနေဆိုင်ကပွဲုံတွေပေါ့နော်ဖြစ်ပါတယ်ဗျဒီကလည်းကုံကြောက်တွေရောင်းတဲ့ပွဲရုံပေါ့နော်သူလည်းမနေ့9 နာရီခွဲလောက်မှဖွင့်ပြီးညနေ9 နာရီလောက်ပိတ်တဲ့ကုံရုံဖြစ်ပါတယ်ဈေးဆိုင်တွေရှိတဲ့ပွဲရုံတွေရှိတဲ့ဆိုင်တွေပေါ့နော်နောက်ဒီဈေးရဲ့ထူးခြားလေးတစ်ခုပေါ့နော်ဒီလိုဈေးရုံကြီးရဲ့တောက်မှာဒီလိုကော်နာဆိုင်လေးတွေရှိတယ်ကော်နာဆိုင်လေးတွေကမုံမျိုးစုံနဲ့ကိုရဆက်လိတ်အပါဝင်ရှိုးဆိုင်နေဆိုရင်လက်ဖေးကော်ဖီတွေပါရနိုင်ပါတယ်ကော်နာဆိုင်ပေါ့နော်